လန်ဒန်မြို့1892ခုနှစ်စောင်းရာသီ221 B ဘေကာလန်မနက်9နာရီတကားခောက်တန်နဲ့အတူမျက်နှာဖြူဖတ်ဖြူရော်နဲ့လူတစ်ယောက်ဝင်လာတယ်သူ့နာမည်က Thomas Blake နာမည်ကြီးနိုင်စိတ်ယုံပိုင်ရှင် Mr. Home ကျွန်တော်ညီလေးအာသာမင်းညကတေသွားပြီရဲတွေကနှလုံးယောဂါနဲ့တေတယ်ပြောတယ်ဒါပေမဲ့မဖြစ်နိုင်ဘူးရှာလော့ဟုံကပိုက်ကိုဖွာရင်မျက်လုံးမီးကြည့်တယ်ဘာကြောင့်မဖြစ်နိုင်တာလဲ Mr. Blake ဘာလို့လဲဆိုတော့အာသာကမတီးခင်တနာကြီးအလိုမှာကျွန်တော်ကိုစာပို့တယ်အခုကျွန်တော်တို့ဘိုးဘေးပိုင်နာရီတန်ပျောက်သွားပြီသူ့ကိုရှာတွေ့ရင်ကျွန်တော်အသက်ခံရတော့မင်းတဲ့အဲ့စာရောက်ပြီးတနာကြီးအကြာမှာသူတည်သွားတယ်ပြီးတော့သူ့ခန္ဓာကိုယ်ပြီးမှဘာနာရီတန်မှမကြားရဘူးဟုံထလိုက်တယ်နာရီတန်မကြားရတာကဘာထူးဆန်းလဲအာသာကထူးဆန်းတဲ့ယောဂါရှိတယ်သူ့နှလုံးခွန်တန်ကနာရီလက်တန်တန်နဲ့တထက်ထဲပဲတမိနစ်ကိုအချက်60တိတိသူရှိတဲ့နေရာဆိုနာရီတန်လို့အမြဲကြားနေရတာအခုသူ့ပြီးမှတိတ်ဆိတ်နေတယ် Mr. Home သူ့နှလုံးခွန်တန်ပျောက်နေတယ်စုံစမ်းခြင်းဟိုးနဲ့ဝက်စင်တို့အာသာတီဆုံးနဲ့ဘလိတ်နာရီပြတိုက်ကိုရောက်သွားတယ်အခန်းထဲမှာယုံရင်းဆန်ခတ်ထားတာမတွေ့ရပြတင်းပေါက်ပိတ်ထားတယ်အစိတ်ရှိတဲ့အရာလည်းမတွေ့အာသာကစပွဲပေါ်မှောက်ပြီးတည်နေတာလက်ထဲမှာကြီးနီနဲ့လှုပ်ထားတဲ့နာရီလက်တံအကျိုးလေးတစ်ချောင်းကိုစုပ်ကင်ထားတယ်ဟုံကအခန်းကိုပတ်ကြည့်ရင်ပြောတယ်ဝါစင်ကျမ်းပြင်ကိုကြည့်ဖုံမိုးနဲ့ကြားမှာခြေရာတစ်ခုရှိတယ်ဖနက်အရာကအတစ်ဆက်ဆက်ဒါပေမဲ့ဖနက်ခွာမှာစီဆိုးနေတယ်နာရီစီအနက်နောက်ပြီးစပွဲအောက်ကနေကော်ဖီခွက်ကွဲစာတွေ့တယ်ကော်ဖီမှာအနံ့တစ်မျိုးခတ်တင်းတင်းရတယ်ဟုံကရှာနေတိုးပြီးဒီဂျီတောက်စင်နှလုံးခုန်နှီးစီတယ်စီမစ္စတာဘလိတ်ကိုဟုံမိတယ်ခမရတို့ဘိုးဘေးပိုင်နာရီဆိုတာဘာလဲလွန်ခဲ့တဲ့နှစ်တရာကငါတို့အဖိုးလုပ်ခဲ့တဲ့နာရီပြီးတော့အဲ့ဒီနာရီကထူးဆန်းတယ်တော့တစ်ချောင်းရှိတယ်အဲ့တော့နဲ့မှနာရီရဲ့လျှို့ဝှက်အန်ဆွဲပွင့်တာအဲ့အန်ဆွဲထဲမှာငါတို့မိသားစုရဲ့အမွေပုံစံရှိတယ်ဒါပေမဲ့တော့ကလွန်ခဲ့တဲ့10နှစ်ကတည်းကပျောက်နေတာဟုံးကပြုံးတယ်တော့မပျောက်ပါဘူးအာသာလက်ထဲကနာရီလက်တံအကျိုးကိုကြည့်စမ်းဒါကတော့ပဲသူကတော့ကိုရှာတွေ့သွားလို့အသက်ခံရတာအဆုံးပေါ်ထုတ်ခြင်းည7နာရီပြတိုက်မှာဟုံးကလူအားလုံးကိုစုခိုင်းတယ်မစ္စတာဘလိတ်စရင်ကန်ဂျိမ်းစ်အင်ဖော်မာဂရက်ဟုံးကဘိုးဘေးပိုင်နာရီဘီတို့ရှေ့ရက်ပြီးအာသာလက်ထဲကနာရီလက်တံနဲ့တော့ဖွင့်လိုက်တယ်တော့ဆိုပြီးအန်ဆွဲပွင့်သွားတယ်အထဲမှာစာရွက်စာတမ်းတွေမရှိဘူးအမွေပုံစံအစားနာရီလက်တံအတုတွေတပုံကြီးပဲဟုံကလှဲ့ပြီးပြောတယ်တရက်ခန်ကဒီအခန်းထဲမှာပဲအာတာကဘိုးဘေးပိုင်နာရီရဲ့လျှို့ဝှက်ချက်ကိုရှာတွေ့သွားတယ်ဒီနာရီကအမွေပုံစံသိမ်းတာမဟုတ်ဘူးနာရီအတုလုပ်တဲ့စက်ကိုဖုံးထားတာအားလုံးအံ့ဩသွားကြတယ်လွန်ခဲ့တဲ့10နှစ်ကတော့ပျောက်တယ်ဆိုတာလိန်နာတကယ်ကမစ္စတာဘလိတ်ခမည်းတော့ကိုဖျောက်ထားတာဘာလို့လဲဆိုတော့ခမည်းကဒီစက်နဲ့နာမည်ကြီးနာရီတစိမ့်တွေကိုအတုလုပ်ဈေးကွက်ထဲရောင်းပြီးချမ်းသာလာတာကိုအာတာကအမှန်တရားသိသွားတော့ခမည်းကော်ဖီတွေကို digitoxin ထည့်ပြီးနှလုံးခုန်နှင်းအောင်လုပ်ပြီးတတ်တာမစ္စတာဘလိတ်မျက်နှာပြတ်သွားတယ်မင်းတက်တည်ရှိလို့လားရှိတာပေါ့ဟိုငါချမ်းပြင်ကဖက်နှက်ရာကိုလက်ညှိုးထိုးပြတယ်ခမည်းဖက်နှက်မှာနာရီစီပိတ်နေတယ်မင်းညကဒီအခန်းကိုခမည်းလာခဲ့တယ်ပြီးတော့အရေးကြီးဆုံးတက်တည်ကဟုံးကရုတ်တရက်လက်ခုပ်တီးလိုက်တယ်အာတာထနိုင်ပြီစပွဲအောက်ကနေအာတာထွက်လာတယ်အားလုံးပါဇက်ဟောင်းသားဖြစ်ကုန်တယ်အာတာမသိပါဘူးဟုံးကရှင်းပြတယ်သူကညီကိုအရင်မို့အကိုရဲ့မကောင်းမှုကိုမဖော်ထုတ်ရဘူးဒါပေမဲ့ကျွန်တော်စီစာပို့ပြီးအကူညီတောင်းတယ်ကျွန်တော်တို့ digitoxin ပမာဏအနည်းငယ်ပဲသုံးပြီးသူ့နှလုံးခုန်ကို1မိနစ်ကို10ချက်လောက်ထိချထားလိုက်တာဒါကြောင့်နာရီတန်လို့ကြားရတဲ့သူ့နှလုံးခုန်တန်ပျောက်သွားတာပဲရဲတွေစစ်တော့လေတီးပြီးထင်အောင်လှုပ်ထားတာမစ္စတာဘလိတ်ကဒူးထောက်ကျသွားတယ်သူ့ညီကိုတတ်မဲ့ကြံလို့ဝန်ခံရတော့တယ်စက်သိန်းခန့်နောက်တနေ့မနက်ပြီးကာလန်ဝါစင်ကမိတယ်ဟုံးခမည်းအာသာမတီးဘူးဆိုတာဘလို့သိတာလဲဟုံးကပြုံးပြီးလွေပါတယ်ဝါစင်လူတေတယောက်ရဲ့လက်ကနာရီလက်တံကိုတင်းတင်းဆုပ်ထားနိုင်စရာအကြောင်းမရှိဘူးတေခန်နီးလူပဲတင်းတင်းဆုပ်ထားနိုင်တာအဲ့ဒါကသူတတိရှိသေးတဲ့တတ်တည်ပဲပြီးတော့ပျောက်ဆုံးသွားတဲ့နာရီတန်ဆိုတာတကယ်ပျောက်တာမဟုတ်ဘူးရပ်သွားအောင်လှုပ်ထားတာပဲ